Hello မင်္ဂလာပါဘန်စာအုပ်ကိုတင်တဲ့ကြောင့်မှာ passport နဲ့လုပ်ခဲ့ပြီးတော့ ID နဲ့ပြန်ပြောင်းမဲ့လူတွေအတွက်ကိုနည်းနည်းလေးပြောပြချင်ပါတယ်အမရဲ့ marketing မှာ ID နဲ့လာပြီးတော့ပြောင်းမယ်ဆိုလို့ရှိရင်ပြောင်းလို့ရပါတယ်ဘန်ဒီမှာလည်းတော့ပြောင်းလို့ရပါမယ်ဘန်တွေကတချို့မသိတဲ့ဘန်တွေကကန့်သက်ချက်မရှိတဲ့အကောင့်ကိုကန့်သက်ချက်လုတ်ပစ်လိုက်တဲ့အတွက်ကြောင့်မို့လို့အမ marketing မှာလာပြောင်းကြတာများပါတယ်လာပြောင်းလို့ရပါတယ်တေချာလေးပြောင်းပေးနေပါတယ်အမတို့က ID နဲ့အချက်လက်ပြောင်းနေဆိုလို့ရှိရင်အရင်ဆုံးအမတို့ဘာလို့လိုအပ်လဲဆိုတော့ ID passport နဲ့အလုပ်စာချုပ်လေးလိုအပ်ပါတယ်ပေါ့နော်အလုပ်စာချုပ်သုံးဖို့အလုပ်ထောက်ခံစာပေါ့နော်နှစ်ခုလုံးရှိတယ်နှစ်ခုလုံးယူလာလို့ရပါတယ်မရှိတဲ့လူကအနည်းဆုံးတော့အလုပ်စာချုပ်လေးယူလာပေးဖို့လိုအပ်ပါတယ်နော်ကဲယူလာပြီးတော့အမစီမလာပြောင်းနေဆိုရင်အမတို့က ID နဲ့ပြောင်းနေဆိုလို့ရှိရင် ID နဲ့အချက်လက်ပြောင်းလိုက်တဲ့အခါကျလို့ရှိရင် OTP ကအသစ်ထုတ်ယူပေးရပါတယ် OTP ကအသစ်ရယ်ဘဏ်ကအသစ်ရယ်ကိုအမတို့အရင်ပို့ပေးပါတယ်ဘန်ကက်လေးကတော့ရောက်လာရဲဆိုလို့ရှိရင်စရင်းလေးသွင်းပေးရပါမယ်စရင်းသွင်းတဲ့နေ့အမရဲ့ YouTube ပေါ်မှာတင်ထားပေးပါတယ်OTP လေးရပြီဆိုလို့ရှိရင်အရင်တင်တန်းကြောင်းရထားတဲ့ OTP အဟောင်းကိုလွတ်ပြရပါမယ်เนาะဘာလို့လွတ်ပြရမလဲဆိုတော့အဟောင်းနဲ့အသက်နဲ့ရောသွားပြီးတော့မှားနှိမ့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ကောင်ကလော့ကြမှာပါအဲ့ဒါကြောင့်မို့လို့တကယ်ကိုလွတ်ပြလိုက်ပါလို့တတိချာလေးပြပြပေးပါရနော်အဟောင်းကိုလွတ်ပြခိုင်းတာနော်အဟောင်းကိုလွတ်ပြပြီးတော့မှအသက်နဲ့ဟာနာ e-zap ကိုအစအနေပြန်ပြီးတော့ login ဝင်ပေးရမှာဖြစ်ပါတယ်login ဝင်ပြီးသွားပြီဆိုရင် okay သွားပါပြီအဲ့ဒါဆိုဆက်သုံးလို့ရပါပြီ ID နဲ့ဘာလို့ပြောင်းအောင်မလဲချို့ကလည်းမေးရ ID နဲ့ဘာလို့ပြောင်းအောင်မလဲဆိုတော့အမားတို့ကနော်ဒီအခုလာတော့မယ်2လပိုင်းဆိုလို့ရှိရင်အမားတို့ရောမကြောင်စမ်းနေပါလေလောက်ရတော့မယ်အဲ့ဒီကောင်ကကိုကတ်နဲ့အသုံးပြုထားတဲ့ဟာတွေက ID နဲ့စင်းသွင်းမထားဘူးဆိုလို့ရှိရင်ဒီအခွန်ထဲမှာသွားပြီးအကျုံးမဝင်နေဘူးကိုကကတ်တွေအများကြီးသုံးထားပေမဲ့အခွန်ထဲမှာအကျုံးမဝင်တဲ့ကြောင့်မို့လို့ငွေသာကိုကအခွန်ကပြန်ရမှာမဟုတ်ဘူးရှောက်တဲ့ခါကျရင်အဲ့ဒါကြောင့်မို့လို့ပြောင်းရတာဖြစ်ပါတယ်အဲ့တော့ပြန်ပြောပါမယ် ID နဲ့အမတို့စီမှာလာပြောင်းနေဆိုလို့ရှိရင် OTP ကအသက်လေးထုတ်ပေးတယ်ဘဏ်ကအသက်လေးထုတ်ပေးတယ်အဲ့ဒါလေးကိုအရင်ဆုံးစာလိုက်ကနေပို့ပေးမှာဖြစ်ပါတယ်ပြီးတော့တပါးတဲ့2000နဲ့စုဝေစာလေးတွဲလုပ်ပေးရပါတယ်နောက်ပြီးတဲ့အခါကျလို့ရှိရင်ဒါအကုန်လုံးတက်ပါနော်မောင်လေးတို့ဘဏ်မှာတော့လုပ်တယ်ဆိုလို့ရှိရင်3သိန်းတို့2သိန်းတို့3သိန်းတို့အဲ့လိုလောက်ရတယ်အမစီမှာတော့အနည်းဆုံး2000စုငွေစာလေးပဲလုပ်ပေးရပါတယ်ဒါဘဏ်အတွက်အမရလက်လေးရအောင်အမကလည်းလုပ်ပေးရတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါလေးတစ်ခုရှိရဆိုတော့နားလည်ပေးပါနော်ပြီးတဲ့ခါကျလို့ရှိရင်အကျိုးအကလေးပါပါတယ်အကျိုးအကကလေးကိုတော့အသုံးမပြုချင်စင်းမသွင်းမဲ့ထားလဲရပါတယ်အဲ့ဒါဆိုရင်တင်းတန်းကြောင့်ထုတ်လာတဲ့ ID passport လောက်ထားတဲ့ကတ်ကအသုံးပြုလို့မရတော့ဘူးလားလို့မေးတယ်မဟုတ်ပါဘူးအသုံးပြုလို့ရပါတယ်ဒါပေမဲ့တင်းတန်းကြောင့်မတိုင်ရင်ဟိုးအရင်ဟာဗန်ဆောင်ရှိခဲ့လို့ဆိုကြိုပြောရပါမယ်ကြိုပြောတော့မှအမကတေချာလေးလုပ်ပြီးလို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့အခုမှကိုရီးယားရောက်လာလို့ရှိရဟိုးအရင်ရောက်ခဲ့ပြီးတော့ဒုတိယတစ်ခေါက်ပြန်ရောက်တဲ့ re-entry ရှိရ re-entry ဆိုရင်ဟိုးအရင်ဟနာဘန်ဆောင်ရှိအဲ့ဟနာဘန်ဆောင်ကိုဖြတ်တဲ့ကိစ္စလေးအမတို့လုပ်ပေးရအဲ့ဒါကြောင့်မို့လို့ကိုမှဘန်အကောင့်ရှိကြလားမရှိကြလားဆိုတော့အမတို့တေချာလေးပြောပြပေးပါအဲ့တော့မှအမတို့တေချာလေးလုပ်ပေးလို့ရပါတယ်တချို့ကလည်းပဲကိုယ့်ဘာသာကို online နေပြောင်းထားရလို့ရှိရ online နေပြောင်းထားရလို့ကြတော့အမကျွန်တော် OTP မလုပ်လိုက်ပဲ online နေပြောင်းလိုက်တဲ့လူကဟနာ e-zap က online နေပြီးကိုယ့်ဘာသာကို ID နဲ့ပြောင်းလို့ရတယ်တိုးတော့အဲ့လိုပြောင်းထားရလူကကက်အချက်လက်ကကြတော့ပြောင်းမသွားဘူးအဲ့လိုမျိုးလေးရှိရနော်အဲ့တော့ကိုယ့်ဘာသာကို ID နဲ့ပြောင်းထားရလူဆိုလို့ရှိရင်လည်းအမတို့ marketing ကိုလာပြီးတော့အမကျွန်တော်ကက်အချက်လက်လေးကျွန်တော်ကိုစင်းသွင်းပြီးမှပြောပါပါတယ်နော်ဘာလို့လဲဆိုတော့ e-zap ကဘန်ကိစ္စတစ်ခုပဲသူကလုပ်ပေးတာကက်နဲ့ချိတ်ဆက်တဲ့ကိစ္စကကြောင့်တင်းစံထက်ရှောက်ရတယ်အဲ့ဒါလေးပါမှလုပ်ပေးပါမယ်နော်အဲ့တော့ online ကနေပြောင်းထားရလူဆိုရင် OTP ကက်မလိုတော့ဘူးဒါပေမဲ့ကက်အချက်လက်လေးကိုတော့တော့ပြောင်းမှုလိုအပ်တယ်ဘန်မှာဖြစ်ဖြစ်အမတို့ marketing မှာဖြစ်လာပြောင်းလို့ရပါတယ်နော်အဲ့အချက်လက်လေးသိထားရင်ပို့ပြီးတော့သုံးပြီးရလွယ်ကူပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်